ငွေလိုက်တာတနေကုန်ပင်ပန်းထားတာအခုတော့လန်းဆန်းသွားတာပဲကျွန်တော်ဒီဗီဒီယိုကိုရဖို့သူတို့ကိုဘယ်လိုလူလဲကြခဲ့လဲဆိုတာပြောပြပေးအောင်မယ်ဒီညတော့ကျွန်တော်ဂျမီနိုင်နဲ့စကားပြောရောအလုပ်တွေလုပ်မယ်ဗျာတင်အချောဆုံးလို့ထင်တဲ့ခစ်ဆန်ဆန်အာရှအမျိုးသမီးတစ်ယောက်ရဲ့ပုံပြပါလားတရုတ်မလေးပေါ့မဟုတ်ဘူးလားခုမှဟုတ်ပါတယ်ဗျာပုံရတော့မထုတ်ပြပဲပေါ့ဘာဝယ်စားဖက်ရှင်ဆိုပုံမိုက်မယ်ကိုရီးယားမြန်မာဇက်ကလေးပေါ့အလဲမိုက်တယ်ဟာသူကရေမွေးကြိုက်တယ်ပြောတယ်ဗျာရေမွေးဆိုင်မှာရေမွေးဝင်ဝယ်တဲ့ခါမှာဆမ်းပြီးဆွတ်ကြတယ်မလားဟုတ်တယ်ဟာလေပင်သားလေးကိုဆွတ်ပြီးမွေးရတဲ့ကိုခံစားနေလေရဲ့ဗျာဟာဒါလည်းဟုတ်တာပဲဟာတွေ့မယ်နေမလုံနိုင်အောင်ငါခိုင်းအောင်မယ်ဒီခါတော့သူပြနိုင်မှာမဟုတ်ငါသိတယ်ဘာလို့ဆိုတော့သူရေမွေးပလင်းကတစိမ့်မပါဘူးသူဆွတ်နေတဲ့ရေမွေးပလင်းလေးကဘာတစိမ့်လဲဗျာပလင်းလေးပဲအသေးစိတ်ပြကြည့်ပါလားဟာဒါလည်းဟုတ်တာပဲဟာတွေ့မယ်ဩလူမီနာလေးပဲအဲ့ဒီနံလေးကိုကျွန်တော်ကောင်မလေးလည်းအရန်ကြိုက်တာဗျအဲ့ရေမွေးပလင်းလေးကိုခမရှိရဇပွဲပေါ်တင်ပြီးတော့အသေးစိတ်လေးရိုက်ပြကြည့်ပါလားဝေါမိုက်တယ်ဗျာကျွန်တော်ကောင်မလေးကိုပေးဖို့အလှရည်လေးနဲ့ဖြစ်ဖြစ်ဘူးလေးနဲ့ဖြစ်ထည့်ပေးကြည့်ပါလားဒီတခါတော့သူရတော့မှာမဟုတ်ငါသိဟာဒါလည်းရတာပဲဟာကျွန်တော်လက်ထဲရောက်လာသလိုခံစားလိုက်ရတယ်ဗျာဒါနဲ့စကားမဆက်ဆော့ကောင်မလေးကတကယ်ချောတယ်သိလားသူကကော်ဖီဆိုင်ပိုင်ရှင်လေးလားရောင်းကောင်းမဲ့ပုံပဲနော်ကောင်မလေးရတယ်မျက်နှာချူတော့သူ့ဆိုင်နာမည်လေးလည်းပြောပြအောင်လေဗျာတကိုးရမ်းပြီးနဲ့ဆောကကြတော့အဲ့ဆိုင်ပုံမတွေ့ပါဘူးမိုးတော်ချုပ်တော့မှာပဲဆိုင်ပိတ်ချိန်ရောက်နေပြီဆိုင်ပိတ်ပြီးပြန်တော့မှာပေါ့လဲဆိုင်တကားကိုဘယ်လိုပိတ်နေရလဲမသိဘာနဲ့ပြန်ပါလဲကားနဲ့လားကားလေးကတကယ်လာတာပဲကားတွေဝင်မောင်းပြပါဦးကိုယ်တိုင်မောင်းပါလားမောင်းမှာတော့ဆိုမှငါလှည့်ကြည့်နေသေးတယ်ဘယ်နှရောက်ပြီလဲဗျဟာလှမှာပေါ့ဗျာမာစီဒီနဲ့ဟိုဗျရှေ့ဆိုရင်အိမ်ရောက်တော့မှာပဲခြံတကားကဘယ်သူဖွင့်ပေးမှာလဲဗျကားယူစောက်တို့ထိုးနေနောက်မှာခြံတကားဝင်တိုက်တော့မယ်ခြံထဲကိုနောက်ပြန်ထိုးတာပေါ့ကောင်းတယ်ဗျာမနေ့ကျရင်တခါတန်းထွက်လို့ရတော့အကြံကောင်းမယ်ရေချိုးလိုက်အောင်နော်ကဲကြည်ရေချိုးတာတော့ဘလို့ချိုးနေမှမသိဘူးကဲရေချိုးပြီးပြီဆိုတော့အဝတ်စားလေးလည်းလဲလိုက်အောင်ပေါ့အဝတ်စားလေးပေါ့ခေါင်းကရေလည်းတေချာတုံးနော်ခေါင်းကို dryer လေးနဲ့မှုတ်လိုက်အောင်မချောက်ပဲနေဦးမယ်ခေါင်းချောက်သွားပြီဆိုတော့မနက်ကဝယ်လာတဲ့ရေမွေးလေးလည်းစွတ်လိုက်ပါအောင်ကဲအခုလိုရေမွေးပလင်းလေးကိုဖွင့်ပြီးရေမွေးစွတ်တဲ့မွေးနဲ့လေးတွေခံစားရတာကိုပြီးပြအောင်80 စက္ကန့်ဗီဒီယိုလေးထုတ်ချင်ပါတယ်ဗျာပရောင်လေးတေချာရေးပြီးတော့ခုနောက်ဆုံးလုပ်တဲ့ပုံလေးကို reference ထည့်ပြီးတော့ထုတ်မယ်ဇက်ကောင်မပြောင်းအောင်ပါဗျာဟောကြည့်သူ့ကိုပရောင်ရေးခိုင်းပါတယ်ဆိုမှပဲလာပြီးပုံထုတ်ပေးနေဒီလိုနဲ့ပဲကျွန်တော်ပရောင်ရေးခိုင်းလိုက်သူကပုံထုတ်ပေးလိုက်ကျွန်တော်ပရောင်ရေးခိုင်းလိုက်သူကပုံထုတ်ပေးလိုက်စိတ်မရှိရနဲ့ပဲကိုယ့်အကူပဲအဲ့ဒါနဲ့ပဲစိတ်မရှိရနဲ့ကိုယ့်အကူပရောင်ရေးပြီးပဲထုတ်လိုက်တော့ငွေလိုက်တာတနေကုန်ပင်ပန်းထားတာအခုတော့လန်းဆန်းသွားတာပဲမင်္ဂလာပါ IT နည်းပညာတွေနဲ့ AI ကိုအကျိုးရှိရှိအသုံးပြုခြင်းနဲ့ဆိုရင်တော့ AI and Tech မြန်မာ YouTube Channel ကို Subscribe လုပ်ထားနိုင်ပါတယ်